မင်္ဂလာပါဒီနေ့မှာဘရင်နောင်ရဲ့နောင်ရိုးတိုက်ပွဲအကြောင်းကိုပြောပြပေးပါမယ်။မြမသမိုင်းတွင်ထင်ရှားလာသည့်တိုက်ပွဲဖြစ်သည့်တောင်ငူဘရင်တပင်ရွှေထီးသည်ဟန်တာဝတီကို၃ကြိမ်မြောက်လုပ်ကြံပြီးတိမ့်ယူရာတွင်မခုခံနိုင်တော့သည့်မုံမင်းသူရှင်တကရွတ်ပြီးသည်မိမိနောက်လိုက်နောက်ပါများကိုခေါ်ဆောင်ပြီးရေတက်ဖြင့်မိမိရောက်ဖပြည်စားရှိရာပြည်သို့အမြန်ပြေးလေသည်။သို့သောကုန်းမလိုက်သည့်မွန်ကြီးတက်မှာရေတက်ကဲ့သို့မြမျက်မချီတက်နိုင်ပေနောင်ရိုးအရက်ရောက်လျင်ချောင်းကိုကူးပြီးတက်ချရနာလေသည်ထို့သောရနာစဉ်တွင်နောက်မှလိုက်လာသည့်ကြောထင်တော်ရထားဘရင်နောင်ဦးစီးသည့်တောင်ငူတပ်များမိလာပြီးချောင်းကိုဖြတ်ကူးကာတောင်ငူဟန်တာဝတီနှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ကြသည်နောင်ရိုးအရက်သို့ရောက်လျင်တစ်ဖက်ကမ်းရှိရန်သူတပ်၏အင်အားကိုစုံစမ်းစေရာမွန်တပ်အင်အားမှာမိမိတက်ထက်ကြီးသည်ကိုကြောထင်တော်ရထားသိရလေသည်ထိုအခါနောက်ပါအမှုမတ်တို့ကမင်းတရားရွှေထီတက်ရောက်သည့်ထိဆောင်ပြီးမှတိုက်တင်ကြောင်းမိမိတို့၏လက်ရှိအင်အားဖြင့်တိုက်လျင်နိုင်ရန်မလွယ်ကူကြောင်းလျှောက်ကြသည်ထိုအခါကြောထင်တော်ရထားကစစ်တို့၏သဘောမှာအင်အားငယ်သည်ကြီးသည်မှာပဒါနမဟုတ်ဒူရတတိနှင့်စစ်ပရိယေသာပဒါနဖြစ်သည်ဟုဆိုကချောင်းကိုကူးရန်စီစဉ်စေသည်ထိုစဉ်နောက်မှတပင်ရွှေထီး၏မြင်းတီတော်များရောက်လာပြီးငါမရောက်သမျှစစ်ကိုမတိုက်နှင့်စောင့်လင့်ဦးငါကိုတော်တိုင်ရန်သူတို့ကိုခြေမုံတိုက်ခိုက်တော်မူလိုသည်ဟုအမိန့်တော်ပါလိုက်လေသည်ထိုအခါကြောထင်တော်ရထားကအရှင်ဘုံတော်ကြောင့်ရန်သူတို့ကိုအောင်မြင်ပြီးလေပြီးဟုပြန်လည်လျှောက်တင်စေလေသည်ထိုနောက်ချောင်းတစ်ဖက်ကမ်းသို့ကူပြီးရောက်လျင်ဖောင်များအားလုံးကိုဖျက်စေသည်ထိုအခါမူမတ်တို့ကအရှင်သည်စစ်ကိုမတိုက်ရသေးမီကပင်အောင်မြင်လေပြီးဟုမင်းတရားထံလျှောက်စေသည်ယခုလည်းဖောင်မန်းတို့ကိုဖျက်စေသည်အကယ်လို့များစစ်ရေးမလှပဲရှုံးနိမ့်လျင်အားကိုအားထားပြုပြီးပြေးရန်ဖောင်များကိုထားစေလိုသည်ဟုလျှောက်ကြသည်ထိုအခါကြောထင်တော်ရထားကဖောင်တို့ကိုမဖျက်လျင်အနှဲငယ်စစ်ရေးမလှသည်တွေ့လျင်နောက်သို့ချင်းလှည့်ပြေးရန်စဉ်းစားကြလိမ့်မည်ဖောင်တို့ကိုဖျက်မှသာရှေ့မှရန်သူကိုနောက်မှရေဘေးဟုသောအသည့်ဖြင့်ယတိပြတ်အနိုင်တိုက်ရန်စိတ်ရှိကြမည်မင်းတရားကြီးထံလျှောက်စေသည်မှာလည်းစစ်ကိုအနိုင်တိုက်ရန်ဖြစ်ပြီးရှုံးပြီးတေကြလျင်အပြစ်တင်ရန်မတတ်နိုင်တော့တေသောသူကိုအဘယ်သို့အပြစ်တင်နိုင်မည်နည်းဟုဆိုကာဖျက်စေပြီးစစ်ကိုတိုက်စေသည်ကြောထင်တော်ရထားသည်တိုက်ခိုက်ရန်အတွက်ဒွိဇာတိပဗျူဟာဖြင့်တိုက်ရန်ဆုံးဖြတ်သည်ထောမိုင်းရဲကိုစင်ဆက်5မြင်း200စစ်တီ3000ဖြင့်ညာတောင်ပန်းတရားတကြံကိုစင်ဆက်5မြင်း200စစ်တီ3000ဖြင့်ဘဲတောင်ပန်းမိမိကိုယ်တိုင်ကမူစင်20မြင်း100စစ်တီ4000ဖြင့်အလဲကျောင်းမှတိုက်သည်တိုက်ပွဲစသည်နှင့်တောင်ငူတက်သည်မွန်တက်တို့ကိုတဟုန်ထိုးတိုက်ခိုက်သည်အထင်သေးကပေါ်ရော့နေသည့်မွန်တက်ကြီးမှာအမှန်တကယ်ရင်ဆိုင်ရာတွင်တောင်ငူတက်၏ရွရွချွန်ချွန်တိုက်ခိုက်မှုကိုခံရသဖြင့်အပျက်စီးများလေသည်။ကညာတလစင်ပေါ်မှဆင်းကမြင်းဖြင့်ပြည်သို့ပြေးရသည်။ကြံစစ်သူကြီးမင်းရဲအောင်နိုင်မှာစင်ထက်မှာပင်ကြဆုံးသည်။နောက်တရက်တပင်ရွှေထီးရောက်သောဖမ်းဆီးမိသည့်စင်မြင့်လူတုံမှန်များကိုဆက်တရကျေနပ်လွန်းလာသဖြင့်ဘရင်နောင်ဟူသောပွဲကိုပေးပြီးလှိုင်မြို့ကိုထပ်တိုးစားစေသည်။အားလုံးကိုကျေးဇူးတင်ပါတယ်။